အဘိုးရဲ့ဝီချဲဟာကုန်းစင်တိုင်းမတော်တဆလိမ့်ဆင်းသွားပြီးအနေအကြုံရတော့မဲ့အချိန်မှာပဲမိန်းကလေးငယ်လေးတယောက်ပေါ်လာပြီးဝီချဲကိုတားဆီးပေးခဲ့ပါတယ်အဘိုးကိုလည်းတက်ပြင်းချနိုင်သွားပြီးကလေးမလေးကိုဘာလို့ရှောင်မထွက်သွားတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါကလေးမလေးကသူ့လက်ကမွေးရပါအမတ်ကိုပြလိုက်ပါတယ်အဘိုးဟာအန်တာတုံလို့သွားရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအမတ်ဟာသူ့သားမှာရှိတဲ့အမတ်နဲ့တပုံစံနဲ့ဖြစ်နေလို့ပါအဲ့ဒီအချိန်မှာပဲသူ့သားဖြစ်သူကရောက်လာပြီးအဖေဖြစ်သူကိုစစ်ဆေးကြည့်ရှုပေမဲ့ကလေးမလေးကတော့အရင်သွားနေရမယ်လို့ပြောပြီးထွက်ခွာသွားပါတယ်အဘိုးကဘလို့ဲတားမရခဲ့ပါဘူးနောက်ပိုင်းမှာအဘိုးကသူ့သားကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပြီးကလေးမလေးရဲ့ဆမင်တမြင်ကိုစစ်ဆေးဖို့အတွက်သူ့လက်ထောက်ကိုပေးလိုက်ပါတယ်ဒါဖြစ်သူကစစ်ဆေးချက်အဖြေကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီကလေးမလေးဟာသူ့ရဲ့သမီးရင်းဖြစ်နေတာကိုသိလိုက်ရပါတော့တယ်တကယ်တော့ဒီဇလန်ဟာလွန်ခဲ့တဲ့9နှစ်ကစတင်ခဲ့တာပါအဲ့ဒီတုန်းကအမျိုးသမီးတယောက်ဟာသူမရဲ့သူငယ်ချင်းနဲ့အတူအရက်တွေအလွန်ကြုံတောက်မိပြီးဟိုတယ်ခမ်းမဝင်ကအဲ့ဒီမျိုးသားနဲ့တညတာကုံဆုံးခဲ့မိပါတယ်နောက်တနေ့မနက်မှာတော့သူမဟာအဝတ်စားလဲပြီးထွက်ခွာဖို့ပြင်ဆင်ခဲ့ပါတယ်မထွက်ခွာခင်မှာစားပွဲပေါ်မှာငွေဒေါ်လာ200ချန်ထားခဲ့ပါသေးတယ်9နှစ်ကြာမှာတော့အဲ့ဒီမျိုးသမီးဟာကလေးလေးယောက်မွေးဖွားထားခဲ့ပါတယ်အဲ့ဒီနေ့မှာပဲအမျိုးသားဟာသူ့ဖေကိုပန်းချန်ထဲမှာလမ်းလျှောက်ဖို့ခေါ်လာခဲ့တာပါရုတ်တရက်ဖုံးလာတာကြောင့်ဝီချဲလက်ကင်ကိုလွတ်လိုက်မိပြီးဝီချဲကကုန်းစင်တိုင်းလိမ့်ဆင်းသွားပါတယ်အဘိုးအနေအကြုံရတော့မဲ့အချိန်မှာပဲကလေးမလေးကပေါ်လာပြီးကဲတင်ခဲ့တာပါအမျိုးသားဟာလွန်ခဲ့တဲ့9နှစ်ကဖြစ်ရက်ကိုပြန်လည်တီးရသွားတာကြောင့်သူ့လက်ထောက်ကိုအဲ့ဒီကလေးနဲ့အမျိုးသမီးကိုချက်ချင်းရှာဖို့ခိုင်းလိုက်ပါတယ်လက်ထောက်ဟာတက်တော်ဆောင်တစုနဲ့အတူသူတို့ကိုလိုက်လံရှာဖွေပါတော့တယ်အဲ့ဒီအချိန်မှာအမျိုးသမီးဟာပန်းချန်ထဲမှာကလေးတွေနဲ့ဆော့ကစားနေတော့မှသူတို့ပြန်ဖို့ပြင်နေတဲ့အချိန်မှာပဲတက်တော်ဆောင်တွေကသူတို့ကိုတွေ့သွားပါတော့တယ်